မြတ်စွာဘုရားလက်ထက်ကယဟန်တော်၅ပါးယဟန်ကြီး၅ပါးကြီးမှယဟန်ပြုလာအဲ့ဒါစုံမိတဲ့အခါကျတော့သူစက်မိစရပြောရင်းနဲ့ညင်းညခုံညတယ်ဘာညင်းတော့ဆိုတော့ဒီမျက်စိနာနာလျှာကိုလို့ဆိုတဲ့နော်အာယုံ၅ပါးကိုသိနိုင်တဲ့တကား၅ပေါက်စိတ်တော့သူတို့ကမပြောဘူးဟုတ်လားဒီမြင်ရတဲ့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့ကိုယ်ရဲ့အာယုံ၅ပါးကာမဂုဏ်တရားကိုခံစားရနော်အစပြုရစတင်လက်ခံရတကားပေါက်ကြီး၅ပေါက်ပေါ့ဟုတ်လားဒါကိုစောင့်ရှောက်ရတာထိမ့်သိမ်းရတယ်ရမ်းခက်တယ်အဲ့ဒါတပားကသူကမျက်စိကိုစောင့်ကြည့်တယ်တဲ့ခက်တယ်ဆိုတာ तू သိရတယ်တပားကတော့ဒီအတန်နဲ့ပတ်သက်ပြီးတော့နားကို तू စောင့်ရှောက်ကြည့်တယ်အဲ့ဒါလည်းခက်တယ်လို့ तू သိရတယ်အဲ့ဒါတွေ့တဲ့အခါကျတော့နော်စောင့်သိရတာတွေထဲမှာမျက်စိလေးစောင့်သိရတာရမ်းခက်တာပဲဟိုဟာမြင်တရားမြင်အကုသိုလ်အဲ့ဒီရပဲဝင်နေတယ်တယောက်ကလည်းဟင်နားကမင်းမျက်စိကပိတ်ထားလို့ရတယ်နားကပိတ်ထားလို့မရဘူးဒီအတန်ကြားနေရတာအကုသိုလ်လွန်များတာပဲနားကစောင့်သိရတာပိုခက်တယ်ဟာနောက်တစ်ယောက်ကနှာခေါင်းအနံ့ကလည်းခက်တာပဲပေါ့မတွက်နဲ့သူ့လည်းပဲဟုတ်လားဟာမင်းဘာပြောနေနေဒီအစားတောက်နဲ့ပတ်သက်လို့ကစောင့်အောင်သိရတာအခက်ဆုံးပဲဟုတ်လားဒါချို့အစားတောက်မက်တဲ့လူကလည်းမလွယ်ဘူးလေဟုတ်လားကာယမတ္တာကပိုခက်တယ်ဟာငါဘာလို့ညင်းကြတာတယောက်မှမင်းဟာလေးကဟုတ်တယ်လို့မလိုက်လျောနိုင်ဘူးသူတို့လည်းအဲ့ဒါနဲ့မြတ်စွာဘုရားကိုသွားပြီးတော့သူတို့ပြောတဲ့အကြောင်းကိုရှောက်တော့မြတ်စွာဘုရား၅ပါးလုံးခက်တယ်တဲ့ဘယ်ပါမှမလွယ်ဘူးတဲ့ဟုတ်လားနော်ဘယ်အာယုံကိုစောင့်ထိန်ရတာမှမလွယ်ဘူးတဲ့သူ့ဟာနဲ့သူခက်နေတာကြီးပဲတဲ့ခက်လို့မို့မင်းတို့၅ယောက်လုံးဘဝတစ်ခုလုံးကဘလူးစားတာခံခဲ့ရတာအဲ့လိုစကားလေးမြတ်စွာဘုရားအရေးမြတ်လေးပြောတာအဲ့ဒီမှာရဟန်းတော်တွေကတောင်းပန်တာသူတို့ဘလူးစားခံရတော့ဆိုတော့မှလူတော်တော်များများကြားဥပါတဲ့ဒီဇတ်တော်ကိုဟုတ်လားဘုရားလောင်းမင်းသားလေးကနော်သူ့ရဲ့အကူကြီးတွေကအများကြီးရှိတော့ဘယင်ဖြစ်နိုင်ခြင်းမရှိလို့ပြည့်စေကဗုဒ္ဓရှင်မြတ်တို့ရဲ့အစုံအမကိုယူပြီးတော့နော်ခုနှစ်ရက်အတွင်းအဲ့ဒီတိုင်းပြည်ကိုသွားနိုင်လို့ရှိရင်ရှင်ဘယင်ဖြစ်မယ်ဆိုလို့နော်ဘလူးမတွေနေတဲ့တောအုပ်ကိုဖျက်ပြီးတော့သွားမှလည်းခုနှစ်ရက်အတွင်းရောက်မှာဟုတ်အဲ့ဒါနဲ့ပြည့်စေကဗုဒ္ဓရှင်မြတ်တွေရဲ့ပေးချီပေးသေးနော်အဲ့ဒါတွေကိုသူအာကိုအာရအနေနဲ့ယူလာပြီးတော့သွားမယ်တိုင်းပြည်ကိုစွန့်ပြီးတော့အဲ့ဒီတက္ကသိုလ်ပြည်မှာရှင်ဘယင်ဖြစ်ရင်အဆင်ပြေမယ်ဆိုပြီးတော့စွန့်စားတာပေါ့အဲ့ဒါမှသူ့ရဲ့မင်းချင်းသူ့ရဲ့ကြေးကျွန်9ယောက်ပေါ့သူတို့လည်းလိုက်မယ်ပေါ့အောင်မြင်လို့ရှိရင်သူတို့လည်းပဲယာတို့ယာကန်ရမယ်ဆိုလိုက်ချင်တယ်မင်းတို့လိုက်ချင်မှလိုက်လမ်းမှာဘလူးမတွေရှိတယ်အဲ့ဒါပြည့်စေကဗုဒ္ဓရှင်မြတ်တွေကပြောတာအဲ့ဒီဘလူးမတွေကနော်အယောင်ကြိုက်တဲ့လူကိုအယောင်နဲ့ဖျားယောင်းတယ်အတန်ကြိုက်တဲ့လူကိုအတန်နဲ့ဖျားယောင်းတယ်ဟုတ်လားအနံ့ရတာတွေ့ထိအာယုံ၅ပါးနဲ့ဖျားယောင်းတယ်အဲ့ဒါမင်းတို့စိတ်ကိုမင်းတို့မနိုင်ဘူးဆိုလို့ရှိရင်မလိုက်ခဲ့နဲ့ခုတည်းကစားပြောတယ်ဘလူးမ